တရုတ်သမ္မတရှီကျင်းဖျင်အာဏာသိမ်းခံရပြီဆိုတဲ့သတင်းတွေအင်တာနက်မှာဟိုလေးတကြော်ဖြစ်နေပါတယ်။အမှန်တကယ်ဖြစ်ပျက်နေတာကအာဏာသိမ်းခံရတာမဟုတ်ပဲရှီကျင်းဖျင်ကိုယ်တိုင်ဦးဆောင်တဲ့တပ်အတွင်းအကြီးအကျယ်တုတ်တင်ရှင်းလင်းမှုပါ။ဇန်နဝါရီ24ရက်နေ့မှာတရုတ်စစ်တပ်ရဲ့ထိပ်သီးဗိုလ်ချုပ်ကြီး2ယောက်ဖြစ်တဲ့ကျန်းယုံရှားနဲ့လျိုကျန်းလီတို့ကိုဖမ်းဆီးစစ်ဆေးနေပြီလို့တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ဒါဟာ1981နောက်ပိုင်းတရုတ်စစ်တပ်ရဲ့အကြီးမားဆုံးလှုပ်ခတ်လာမှုပါပဲ။တရုတ်နိုင်ငံရဲ့စစ်အာဏာအမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ဗဟိုစစ်ကော်မရှင်မှလည်းအခုဆိုလို့တိတ်မကြမ်းတော့ပါဘူး။ဘလောက်ထိလဲဆိုရင်ပုံမှန်အဖွဲ့ဝင်9ယောက်ရှိရမယ့်ကော်မရှင်ဟာအခုရှီကျင်းဖျင်နဲ့ဗိုလ်ချုပ်ကြီးတဦးသာကြမ်းမာတော့တယ်။ကျန်တဲ့သူတွေအားလုံးကိုအဂတိလိုက်စားမှုဒါမှမဟုတ်နျူကလ িয়ার လျှို့ဝှက်ချက်ပေါက်ကြားမှုစတဲ့ဆွဆွဲချက်တွေနဲ့ဖယ်ရှားထားတာပါ။ဒါဆိုရှီကျင်းဖျင်ကအာဏာမြဲသေးရဲ့လား။အဖြေကတော့မြဲပါတယ်။ဇန်နဝါရီ29ရက်နေ့ကပဲပြည်ထောင်ဝင်ကြီးချုပ်ကီယာစတာမာနဲ့ပေကျင်းမှာလူကိုယ်တိုင်တွေ့ဆုံခဲ့ပါတယ်။အကဲခတ်တွေကတော့ဒါဟာ2029ခေါင်းဆောင်မှုအပြောင်းလဲမတိုင်ခင်ရှီကျင်းဖျင်ကသူ့ရဲ့ကြံဘက်တွေကိုအမြင့်ပြတ်ရှင်းလင်းပြီးအာဏာကိုတယောက်တည်းအပြည့်အဝချုပ်ကင်မှုလှုံ့ဆော်တာလို့ဆိုကြပါတယ်။အတူတူပြောရရင်ပေကျင်းမှာအာဏာသိမ်းမှုမရှိပါဘူး။ရှိနေတာကတော့ရှီကျင်းဖျင်ရဲ့စတာလင်စတိုင်းအာဏာရှင်ဆန်ဆန်တုတ်တင်ရှင်းလင်းမှုတွေပဲဖြစ်ပါတယ်။